ကောင်စပြားလေးတိတ်ပြီးလွမ်းနာကြရသမားလေးဆွေကိုချစ်ရတဲ့ပကောကြားလေးဘေးမှာမရှင်းဒီလက်ဖွားလေးမနှွေးမင်းစတဆပ်ပြတ်သွားတဲ့နေ့ကိုငါဝိညာဉ်ထွက်သွားလည်းမမေ့မင်းမရှိဘွားရှောင်းလန်းကျန်းတာမို့တင်းတို့ထက်ကြောင်ကရန်လွမ်းတာမျိုးမင်းတွေတဲ့ရဖို့ဆိုမနှလုံးသားတစ်ခုလုံးလောင်ချမ်းစမ်းပွားလို့ပြောတဲ့ကောင်မင်းမာယာကြောက်ခွန်းနဲ့နောက်တစ်ခေါက်ပြန်ပြီးထောင်ဖန်းစမ်းမှာမျိုးမင်းတို့သိရတဲ့လိပ်ပြလေးဘယ်တော့မှမနာမဲ့ခေါင်ရမ်းပန်းဟာကိုခဏငါတောင်းတဲ့သူ့အတွက်တဘွားလုံးစားသိကြမိနေတဲ့ကိုအလုံးမီးခွက်ထွရှာတဲ့သူအလွမ်းစိတ်ကိုပြန်မဖြစ်တာမိနေတဲ့ကိုမင်းစိတ်နဲ့မတည်မှတည်နေတဲ့ကိုနာရီကိုပြန်ကျင်ညာမိနေခဲ့တယ်တယောက်တည်းကြည့်တဲ့ရုပ်ရှင်မှာခွန်ခွာပြီးတန်းပြေကြားစီတွေနဲ့ပို့လမ်းခွဲစကောက်